နေ့ဒိဗ္ဗဖကုအဘေဒင်အကြောင်းနည်းနည်းပြောချင်တာပေါ့ဒိဗ္ဗဖကုအဘေဒင်ကဖြစ်နိုင်လားပေါ့ပုံမှန်အဖြစ်ဆင်ပါလို့ရှိရင်ဘာလို့လဲဆိုတော့ဒီနက်တွေမြင်ရတယ်ဒီပိတ်တာတွေငရဲတွေပေါ့ဒါတွေကဟိုမရှိဘဲမြင်ရတဲ့အရာတွေလားပေါ့ဒါမေးခွန်းကဟိုဖြစ်နိုင်တယ်လေဟုတ်တယ်မလားဆိုတော့ကျွန်တော်ဒီလိုရင်းတူရှင်းဖြေရမယ်ဆိုလို့ရှိရင်တော့ဒီဒိဗ္ဗဖကုအဘေဒင်ဆိုတာလုံးဝဟိုဖြစ်နိုင်ခြင်းရှိတဲ့အရာတစ်ခုလို့ပဲကျွန်တော်ကတော့သုံးသပ်ချင်တယ်ဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်ဒီနေ့ဖတ်ပြောအောင်ဟုတ်ဒိဗ္ဗဖကုအဘိညာဉ်ပေါ့ဒိဗ္ဗဖကုအဘိညာဉ်ဆိုတာဘာလဲပေါ့ဒါကိုအရင်ဆုံးကျွန်တော်တို့ဒီနားလည်ဖို့လိုတယ်ဒိဗ္ဗဖကုအဘိညာဉ်ကတော့ဒီစာပေမှာပြထားတာတော့ဘာလဲဆိုတော့ဒီဝေးလံတဲ့အရာဒီကိုလည်းမြင်နိုင်တယ်ဥပမာကျွန်တော်တို့ဒီအဝေးမှာရှိတဲ့အရာဝိတ္ထုတွေကိုမြင်နိုင်တယ်ပြီးတော့တစ်ခါဒီတေးငယ်တဲ့အရာလေးတွေပေါ့ဥပမာဒီမြူမုံလေးတွေဗာလေးတွေအဲ့လိုတေးသေးလေးတာမှန်မျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကိုလည်းမြင်နိုင်တယ်ပြရတယ်နောက်တစ်ခုကကြတော့ဒီကိုကြည့်ကျင်တဲ့ area ကိုသူကဒီအာလောကကတိုင်းပေါ့ဒီအလင်းလွတ်ပြီးတော့ဒီဥမာဒါပါဒီရန်ကုန်မြို့တစ်ဝိုက်ကိုကြည့်ကျင်ရန်ကုန်မြို့တစ်ဝိုက်ကို area သတ်မှတ်ပြီးတော့ဒီအလင်းလွတ်ပြီးတော့ဒီအဲ့ရန်ကုန်မြို့တွင်းဟာတွေကိုမြင်နိုင်တယ်ပေါ့ပြီးတော့သူကဒီဖောက်ထွက်ပြီးတော့ကြည့်လို့ရတယ်ဒီမှာတိုက်တွေပါတွေလို့ရှိရင်ဖောက်ပြီးတော့ကြည့်လိုက်လို့ရတယ်ဆိုတော့ဒါဖြစ်နိုင်လားပေါ့ဆိုတော့ဒီဖြစ်နိုင်တယ်လို့ပဲပြောရမယ်ကျွန်တော်ဒီနေ့ဒီအကြောင်းအရာလေးကိုဖတ်ပြီးတော့ဆွေးနွေးမယ်ဆိုတော့ရင်းဖုံကျွန်တော်တို့ကဒါကိုနားလည်ဖို့ဆိုရင်ရင်းဖုံဘာကိုနားလည်တင်လဲဆိုတော့ကျွန်တော်တို့ဒီအတနာတိုင်းတွေရှိရလေဒီ TV တွေပါမှာဆိုလို့ရှိရင်အတနာတိုင်းတွေကနေတဖင်ကျွန်တော်တို့ဒီ TV ရုပ်သံ line တွေဖမ်းယူတဲ့စနစ်ပေါ့ဒါကိုရင်းဖုံကျွန်တော်နားလည်အောင်ကြည့်ရမယ်ဒီကျွန်တော်တို့ TV အတနာတွေမှာဆိုလို့ရှိရင်ဘာလဲဆိုတော့ကျွန်တော်တို့ကဒီအတန်လွင့်ဌာနတွေကနေလွှင့်လိုက်တာကကြတော့ဒီ radio line တွေပဲအတန် line တွေပဲဒီအတန် line တွေကိုဒီအတနာကနေဖမ်းယူတယ်ဖမ်းယူပြီးတော့တခါ तू ကဒီရလာတဲ့ analog signal တွေကို तू ကဒီပုံမှန်တစ်မျိုးပြောင်းနေ translate လုပ်ပြီးတော့ကျွန်တော်တို့ဒီ TV ဒါမှမဟုတ် monitor မှာပြန်ပြတယ်ပေါ့ပြတဲ့ခါကျွန်တော်တို့ကဒီ MRTV4 တို့ဒီမြန်မာအတန်တို့ပါလို့မြင်ရတာပေါ့ကွာအဲ့လိုမျိုးရုပ်တံဒါကြတော့ဒီ TV တွေရဲ့ဒီအတနာဖမ်းယူတဲ့အလုပ်လုပ်တဲ့ပုံစံမျိုးနောက်တစ်ခုကကျတော့ဒီ radar finit တွေပေါ့ radar finit တွေကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့လေဒီလေထူးထဲမှာသူကဘာလုပ်လဲဆိုတော့ဒီ radar အတန်လွှင့်တဲ့ fat တွေကနေပြီးတော့အတန်ကနေလွှင့်ပြီးတော့ပြန်ရလာတဲ့ဟာတွေကိုသူကဒီ monitor တစ်ခုကနေဒီ translate ပြန်လုပ်ပြီးတော့ပုံဖော်ကြည့်တဲ့ပုံစံမျိုးပေါ့ဒါကြတော့ဒီအရင်ဆုံးဒီဟာရဲ့အလုပ်လုပ်တဲ့ပုံစံပေါ့နောက်တစ်ခုကဘာရှိလဲဆိုတော့ offer ဒါကိုနားလည်ပြီးဆိုဒိဗ္ဗဖကုအဘိညာဉ်ကဒီသိပ္ပံနည်းကြဆိုလို့ရှိရင်ဒီလိုမျိုးအလုပ်လုပ်တာလို့ပဲကျွန်တော်ပြောချင်တယ်ဒီလိုမျိုးလဲဆိုကျွန်တော်တို့ဒီအုံနောက်ထဲမှာဒီတစ်ခုရှိတယ်ဘာရှိလဲဆိုတော့ဒီneurofire evolution occipital lobe လို့ခေါ်တယ်ကျွန်တော်တို့ဒီအုံနောက်ရဲ့ဒီအနောက်ဘက်ချမ်းထင်တယ်အဲ့ဒီမှာနောက်စီနာပေါ့အဲ့ဒီဟာကဘာလုပ်တာလဲဆိုတော့ဒီကျွန်တော်တို့မျက်စိကမြင်တဲ့အရာတွေကိုသူကပုံဖော်ပေးတဲ့အလုပ်လုပ်တယ် visual cortex လို့လည်းခေါ်တာပေါ့ဒီကောင်ကကျွန်တော်မျက်စိကမြင်တဲ့အရာဝတ္ထုတွေကိုဒီကျွန်တော်အုံနောက်ကနားလေတဲ့ပုံစံနဲ့ပုံဖော်ပေးတာပေါ့ဟောဒီဟာကကျတော့ဒီ neurofire ရပါဒီ visual cortex ရဲ့အလုပ်လုပ်တဲ့ပုံစံပေါ့ဆိုတော့တခါကျွန်တော်ကဘာကိုထပ်ပြီးတော့သိချင်လားကြောင့် bakery မျက်စိနဲ့မြင်တဲ့အရာတွေပုံဖော်တာပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမမြင်ရတဲ့အတန်လှိုင်းတွေအများကြီးပဲဒီ X-ray တွေ beta ray တွေအများကြီးပဲပေါ့ဒီ gamma ray တွေပြောရပါလား X-ray တွေ gamma ray တွေအဲ့လိုမမြင်ရတဲ့အတန်လှိုင်းတွေအများကြီးရှိတယ်ပေါ့ပြီးတော့တခါဒီ electromagnetic field တွေပေါ့ဒီကောင်တွေရှိတယ်ဒီကောင်တွေကကျွန်တော်တို့မမြင်ရအောင်မှန်တယ်ဒါပေမဲ့ဒီကောင်တွေရဲ့အားသာချက်ကဘာလဲဆိုတော့ဒီနေရန်တွေပါဖောက်သွားလို့ရတယ်တော့ပါကွာဒီကျွန်တော်ဓာတ်မှန်တွေပါလို့ရှိရင်ကြည့်လိုက်ဒီအပေါ်ရေပြားကိုဖောက်ထွင်းပြီးတော့သူကကြည့်ပြီးယူထားတာလေဓာတ်မှန်တွေပါလေဆိုလို့ရှိရင်ဆိုတော့ဒီလို line တွေကိုဒီအုံနောက်ကဒီသမထကျင့်ပြင်တစ်ခုကျင့်တဲ့အခါမှာစိတ်ငြိမ်တဲ့အခါမှာဒီ visual cortex ကအဖြစ်မြင်လာပြီးတော့ဒီလို line တွေကိုခုနအတနာတွေ TV ကနေ translate လုပ်သလိုဘာသာပြန်လိုက်တဲ့အခါမှာရှိတာတော့ line ပဲမှန်တယ်ဒါပေမဲ့ဘာသာပြန်တဲ့အခါမှာကျွန်တော်ပုံစံတစ်မျိုးနဲ့မြင်ရနိုင်တယ်ပေါ့ဟိုမှာနက်ဖြစ်ရင်ဖြစ်မယ်တရေဖြစ်ရင်ဖြစ်မယ်ဆိုတော့ဒီလိုမမြင်ရတဲ့ဒီ signal တွေကိုဒီဟိုဟာတွေပေါ့ဒီအတန် line တွေကိုသူကအုံနောက်ကဘာသာပြန် translate လုပ်လိုက်တဲ့အခါမှာဒီ net တွေတို့တရေတွေတို့မမြင်ရတဲ့အရာတွေကဟိုဖြစ်လာတာပေါ့ကျွန်တော်ကတော့ဒီအကြမ်းမြင့်သုံးသပ်ရင်တော့ဒီဒိဗ္ဗဖကုအဘိညာဉ်ကဖြစ်နိုင်ခြေအရန်ရှိတယ်လို့ပဲပြောရမယ်ဒါပေမဲ့ဒါကတော့ဒီ neurofire အရာရတော့တက်တည်ပြဖို့လိုအပ်တဲ့အချက်လေးတွေတော့ရှိသေးတာပေါ့ဆိုတော့ဒါကကြတော့ဒီ hypothesis လို့ခေါ်တဲ့ဒီယူဆချက်တစ်မျိုးဆိုတော့ဖြစ်နိုင်ခြေပေါ့ရှိတယ်လို့ပဲပြောရမယ်ဒီလုံးဝတက်တည်ပြပြီးသားအရာတော့ဟုတ်တယ်ပေါ့ဒါပေမဲ့ဖြစ်နိုင်ခြေအလိုမြင်ပါတယ်လို့ပဲကျွန်တော်ကတော့ဒီသုံးသပ်ပြရတယ်ဆိုတော့ဒါလည်းသုံးသပ်ချက်ဖြစ်တဲ့အတွက်ဒီကြိုက်လို့ရှိရင်တော့ယူပါမကြိုက်လို့ရှိရင်လည်းညစ်ပယ်ခွင့်ရှိပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါ